ချိန်မှာတွေ့ခဲ့ရတာနင်းရဲ့ပုံစံတွေ့မိလို့ဆွလန်းသွားတော့ငါရဲ့ရင်ဟန်ဒရိုင်းနိုင်ခုံလာတငယ်ချင်းကမိတ်ဆက်ပေးလို့နေနဲ့ငါနဲ့ခင်မင်ခဲ့တာဒီလိုနဲ့ငါရဲ့ဘဝမှာနင်းရဲ့ပုံဟာတစ်ချိန်ချိန်ပေါ်လာမှန်ပြောရင်စိတ်ကူကသိချစ်တဲ့အချစ်ပေါ်တာဒီနေ့ကချစ်တဲ့စိတ်ကထိန်ချုံမရအဲ့ဒါပြဿနာကျူရှင်ကိုသွားတော့လဲနင်းရဲ့နောက်မှာရိတ်တည်းငါပါယောက်ျားလေးတငယ်ချင်းနဲ့စကားပြောတော့ရိုက်ချင်နေတာဒကုံသေးရဲ့ရှိကခုံးမှာနင့်ကငါမျက်မျောနေခဲ့မောင်းလာတဲ့ကားတွေကြည့်ရင်ငါရဲ့ရင်တွေခုန်နေစေသုံးကြတဲ့အကြည့်တွေနဲ့ငါလိုကောင်းကိုဖမ်းစားမြဲဘာဖြစ်လို့အဲ့တဲ့လောက်တောင်စိတ်ငါတလားပြောစမ်းခဲ့ချိန်ကြတော့ခြေတော့တင်ရောက်ရင်ငါစိတ်ထဲမှာပို့ချစ်နင်ကြိုက်ခင်တိလာမှာပါပြောင်းလဲမသွားတဲ့ငါရဲ့ဖြစ်ယူကြလို့ဆွဲလဲလုံးနဲ့ငါရင်နဲ့ကချစ်တွေကိုကျေးဇူးပြု၍နားထောင်မှာနေဟာငါရဲ့နဲ့သမီးကိုလေမမုန်းနဲ့ပြန်လေကလဲကြည့်ပြီးတော့ငါနှလုံးသားရဲမှာနဲ့သမီးပေါ်ချင်းခုံစရာအိမ်မကလေးတော့အပြန်လဲမခွင့်ပေးပေါ်အိမ်မတွေ့တဲ့မှာနဲ့သမီးပေါ်မင်းကကိုသိန်းလို့ပြောချင်ငါချင်တဲ့မှာဝမ်းနဲ့သွားငါချစ်တာမင်းတက်ရောက်တဲ့ချီဦးသူတွေလည်းမရှိထားငါဘက်ကမရှိခဲ့တာမင်းလေးတွေ့ရင်ပြောမလားသိချစ်လုံးနဲ့ရင်မှားရတာတော့နားလဲပါမင်းရဲ့အကြည့်တွေကငါလုံးသားကိုထိုးဖောက်ယူရတဲ့အချစ်တွေနဲ့ငါအဖြစ်ကိုညှတာချစ်ခဲ့တာကြာလာတော့အယူတယောက်လိုဆွဲလန်းဒါတွေကိုမင်းသိပါမင်းအချစ်နဲ့ကုစားတိတ်လာတဲ့နတ်သမီးလေးကငါရှင်ထဲမှာစိုးမိုးထားကဘာမေကအလှရေတောင်မင်းအလှကိုရှုံပိတ်သွားမုန်းပါတဲ့စကားတွေကိုငါနားထဲမှာမကြားကျင်တာဖြူစင်းတဲ့ချစ်တွေနဲ့ရိုးသားစွာပဲပြောချင်နေခဲ့ညညတွေအိမ်မက်မတိုင်မင်းပုံရိပ်တွေစိုးမိုးလာတယ်ငါရဲ့အိမ်မထဲမှာမင်းကငါရဲ့နတ်သမီးပဲငါမင်းကိုတိတ်ချစ်တဲ့လူသားတွေမပါခဲ့တဲ့စကားတွေပဲပြောခဲ့တယ်မင်းရှင်ထဲမှာဘလို့ရှိလဲ